လုံးမဲမင်္ဂလာပါခင်ဗျာ SNT Blog မှာကြိုဆိုလိုက်ပါရခင်ဗျာဗီဒီယိုလေးမစတင်ခင် like and subscribe လေးပြုလုပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့ဗာလဲဆိုလို့ရှိရင်မိတ်ဆွေများဖုန်းပါဝါပိတ်လိုက်လို့ရှိရင်ပေါ့နော်ဟိုစားပေါ့ display မှာနိုင်ပုံစံမျိုးဒါမှမဟုတ်ဓာတ်ပုံလေးတွေထည့်ခြင်းလို့ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်အခုပြသထားတဲ့မိတ်ဆွေများကျွန်တော်နှိပ်ပြထားတဲ့အထဲလေးကိုတစ်ချက်လောက်ဝင်ပေးပါကျွန်တော်တို့ဒီဟိုဥစားပေါ့နော် wallpaper တင်တဲ့ထဲမှာကျွန်တော်တို့အပေါ်ဆုံးမှာတွေ့မြင်ရတဲ့ဥစားလေးကို AND ဆိုတဲ့ဟာလေးကိုတစ်ချက်လောက်နှိပ်ပေးထားပါဟုတ်ကဲ့ပါနှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်ဒီမှာနိုင်ပုံစံလေးကိုကြိုက်တဲ့ຢာလေးကိုပေါ့နော်ဒီလိုမျိုးလေးထည့်လို့လည်းရပါပြီနောက်ပြီးဓာတ်ပုံထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တစ်ချက်လောက်ပြသပေးသွားပါမယ်အပြာစလေးနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီဖုန်းမှာဘာဝပိတ်လိုက်တာနဲ့တွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒါကတော့မိမိဒီဓာတ်ပုံပေါ့နော်ကြိုက်နေတဲ့ဓာတ်ပုံကိုဒီမှာအပေါင်းလက္ခဏာလေးပြထားတယ်ခင်ဗျဒီထဲကနေဝင်သွားပြီးတော့ကိုကြိုက်တဲ့ဓာတ်ပုံလေးကိုထည့်လို့လည်းရအောင်စလို့ဟလာမိမိစိတ်ထဲမှာရှိတဲ့ဟိုဘယ်ပုံမစိုးပေါ့နော်တင်လို့လည်းရပါတယ်ခင်ဗျကိုချစ်သူပုံလေးလည်းတင်ထားလို့ရပါတယ်ခင်ဗျဒီလိုလေးအသစ်တစ်တိုင်းတွေ့မြင်အောင် subscribe လေးနှိပ်သွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောကြားချင်ပါတယ်ခင်ဗျအားလုံးကျေးဇူးပါ